ဆိုင်ရှင်အမားတွေလက်ရှိသူနဲ့အလုံးလုံးနဲ့ဆိုင်ရှင်အမားတွေသူနဲ့အစင်မပြေလို့ကျမကိုရက်ယူပြီးမှအခုသူကကျမတို့တဲ့ဤမေပကြီးနင်းဖင်ခံလိုက်တို့ဘာလို့မမရိုင်းရိုင်းနေပြောနေဟာကိုလက်ခုပ်လက်ဝါးတွေတီးပြီးတော့မတို့ဘာလို့ခဲ့ပြီးကျမတို့ရက်လာငားနေလဲဘာလို့ရက်လာယူနေလဲအမလက်ရှိအမတို့ယူထားတာမဟုတ်ဘူးလားကျမတို့အဲ့ရက်တွေအမတို့ပဲဆိုင်နာမည်ပြောင်းပြီးလွှတ်မယ်ဆိုင်လိုင်စင်ရှိမှလွှတ်လို့ရလားလို့ page နဲ့သွားမေးလိုက်ကိုလုံးနေတဲ့ဆိုင်ကိုသွားမေးလိုက်နော်ဘာနာမည်နဲ့လာပြီးတော့ကျမစိန်ဆိုင်လွှင့်နေနေအရှိမလာထိုင်ကြည့်ပြီးကျမကိုရက်ယူသွားတာကျမကိုရှေ့မှာလာထိုင်ကြည့်ပြီးရက်ယူသွားတာဘယ်ဆိုင်နေလဲရှင်းရင်စုံစမ်းလိုက်နော်ကျမဒီလွှင့်ပြီးမှအော်သူ့ဆိုင်ကဒီနာမည်နဲ့သူပြောင်းလွှင့်နေရလားကျမသိတာကျမကြည့်နေရှင်းတဲ့ငယ်တဲ့လူတွေအကုန်လုံးရှင်းအကုန်တိုက်ခိုက်နေတာရှင်မဲတိုက်ခိုက်နေတာတစ်ချိန်လို့ရှင်သူများမရှင်မဲကောင်းနေတာရှင်ရောင်းတဲ့ဆိုင်မဲစိန်စစ်တာရှင်ရောင်းတဲ့ဆိုင်မဲစိန်တွေကကောင်းတာကျမတို့မင်းသမီးကငကန်းတစ်လုံးမသိဘူးလာပါအမပြောတာမေပကြီးဆိုပြီးအမနာမည်တက်ပြီးအခုချိန်ဒီကျမအမနာမည်တစ်လုံးမပြောဘူးမေပကြီးနေပင်ကန်လိုက်တို့ယိုနယ်တို့ထွီးတို့ထွားတို့လောက်တဲ့ဟာတွေမှတ်ထားရှင်အတိုင်းဝိုင်းတစ်ခုတည်းရပဲဟုတ်တယ်ကျမတို့ကအတိုင်းဝိုင်းမရှိဘူးဒါမချင်းချောင်းနဲ့တိုင်းရေးပြည်မကောင်းတာတစ်ခုတည်းနဲ့ကျမတို့တစ်ချိန်လုံးချင်းချောင်းမနေနဲ့နော်ဒီစကားဒီအခုရှင်းပြမယ်ပြောပြမယ်စကားဒီကျမဒီတစုံတဦးကိုတိုက်ခိုက်တာလည်းမဟုတ်ဘူးအပုတ်ချတာလည်းမဟုတ်ဘူးเนาะလုပ်ငန်းချင်းကိုကျမဒီအပြစ်ပြောတာမဟုတ်ဘူးကျမတို့ဝယ်ယူတဲ့သူတွေအတွက်ဘ ഹു တုတရဖို့အတွက်ကိုကျမရှင်းပြခြင်းဖြစ်တယ်စိတ်ကိုအကြည်လေးနဲ့နားထောင်ပေးเนาะနောက်တစ်ခါတီးတင်တီးတိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တေးသေးချာချာလေးနားထောင်ပေးเนาะဆိုတဲ့ခါကျတော့အားလုံးကိုတီးစေခြင်းနဲ့စေတနာနဲ့ရှင်းပြခြင်းဖြစ်တယ်အဲ့တော့ဟိုရက်ကဒါအရင်တော့ကလည်းကျွန်မဒါတွေရှင်းပြခဲ့ပြီးသားပါเนาะဒါပေမဲ့ဟိုဖြစ်မှာဆိုလို့ကျွန်မအရင်တော့ကရှင်းပြခဲ့တယ်အခုကတော့ဖြစ်တဲ့ဖြစ်စဉ်ကိုကျွန်မရှင်းပြတာအရင်တော့ဖြစ်မှာဆိုလို့ရှင်းပြခဲ့တော့ကကျွန်မရှာရှည်တယ်အာရှည်တယ်အာပူတယ်သူများကိုအပုတ်ချတယ်သူများကိုမကောင်းပြောတယ်ပေါ့အခုကတော့ဖြစ်ပြီးမလို့ကျွန်မကဖြစ်တဲ့အကြောင်းကိုကျွန်မရှင်းပြမှာဟိုရက်ကကျွန်မရဲ့မိတ်ဆွေကဘောင်ချလေးတစ်ခုနဲ့ငကကလေးတရံနဲ့ကျွန်မကိုလာပေးတယ်လာပေးပြီးတော့မှဒါလေးတဲ့တခုခုစီစဉ်ပေးပါပေါ့ယူပေးပါပေါ့เนาะယူပေးပါပေါ့ဆိုတော့သူ့ရဲ့ဆိုင်မှာတဲ့တွားရောင်းတာတဲ့နာမည်ကြီးရဲ့ရွှေဆိုင်ဖြစ်ပါတယ်နာမည်ကြီးเนาะနာမည်ကြီးရွှေဆိုင်မှာတရုတ်တန်းရဲ့နာမည်ကြီးရွှေဆိုင်မှာเนาะဆိုတော့အဲ့တော့တွားရောင်းနေတဲ့တွားရောင်းတော့သူ့ရဲ့ဆိုင်ခွဲတွေသူ့လုတ်တဲ့ဆိုင်မှာမဟုတ်ဘဲနဲ့သူ့ရဲ့ဆိုင်ခွဲမှာတွားရောင်းတော့တဲ့ဆိုင်ခွဲကမယူဘူးတဲ့เนาะမယူဘူးတဲ့နောက်တစ်ခါကျတော့သူတို့တွက်ပေးတယ်တဲ့တွက်ပေးတဲ့ခါကျတော့တဲ့65သိန်းပေးတယ်တဲ့65သိန်းပေးတဲ့ခါကျတော့ဟဲ65သိန်းပဲရတာလားပေါ့ဆိုတဲ့ခါကျတော့ဆိုတော့မယူတော့ဘူးပေါ့သူ့ဆိုင်မှာပဲသူသွားပြန်ရောင်းမှာပေါ့ဆိုတော့သူတို့ဆိုင်ခွဲတွေပဲเนาะသူတို့ဆိုင်ခွဲတွေမှာကိုမယူဘူးသူ့ဆိုင်ပဲသွားပြန်ရောင်းမှာဆိုအဲ့နဲ့သူ့ဆိုင်ကိုသွားတယ်သူတို့လုတ်ခဲ့တဲ့မူလဆိုင်ကိုပေါ့လေသွားတဲ့ခါကျတော့85သိန်းပေးတယ်တဲ့เนาะစိတ်ငကလေးစိတ်ငကတရံ85သိန်းပေးတယ်တဲ့ဆိုတဲ့ခါကျတော့သူ့ရဲ့လှုပ်ထားတဲ့ဈေးနှုန်းက130နဲ့3သိန်းနဲ့4,000ကျတယ်130သိန်းနဲ့4,000ငကက2025ခုနှစ်ကလှုပ်ထားတာเนาะ2025ခုနှစ်ကလှုပ်ထားတဲ့စိတ်ငကတီ114သိန်းနဲ့130သိန်းနဲ့4,000ကျတယ်ဒါပေမဲ့ပြန်ရောင်းတဲ့အချိန်မှာ85သိန်းပဲရတယ်เนาะအဲ့တော့ဘလောက်ရှုံးလဲဆို130နဲ့3သိန်းပဲထားအနှုတ်85ဆိုလို့ရှိရင်36သိန်းရှုံးတယ်30% 40% နီးပါးရှုံးတယ်40% နီးပါးရှုံးတယ်เนาะသိန်း100ကို36သိန်းဆိုတော့40% လောက်ရှုံးနေတယ်เนาะ40 nearly 35%ရာခိုင်နှုန်းပဲထားပါတော့35%ရာခိုင်နှုန်းရှုံးနေတယ်ဆိုတဲ့ခါကျတော့သူတို့ကလည်းမျက်စိပြည့်မျက်နှာပြပေါ့ဟဲအဲ့လောက်ကြီးတောင်ဖြစ်သလားဆိုအဲ့နဲ့ကျမကိုလာပြပြီးတော့ယူပေးလို့ရရင်ယူပေးပါတဲ့ဆိုပြီးတော့မှကျမကိုလာပြောတော့ကျမကလည်းကြည့်လိုက်တော့2029နဲ့ဘောက်ချာမှာရေးထားတဲ့ဒိတ်ကဟဲဘောက်ချာ2029ရောက်မှမရောက်သေးတာဘောက်ချာများမှားသလားပေါ့ကျမကပြောတဲ့ခါကျမမှားဘူးတဲ့ဘောက်ချာအဲ့လိုဖွင့်ထားတယ်တဲ့ဒါကတော့ဘာကြောင့်အဲ့လိုဖွင့်လဲတော့ကျမမသိဘူးအနောက်မှာဘောပန်းနဲ့ရေးထားတယ်တဲ့သူ့ရဲ့တကယ်လုပ်တဲ့ဒိတ်ကိုအဲ့တော့ကြိုတင်နေနဲ့ဘလို့တဲ့အခွန်အတွက်တီတာဘာတွေလားတော့မသိဘူးအဲ့ဒီကိစ္စကတော့ထားလိုက်တော့ဒါလည်း transparency မရှိဘူးเนาะဆိုတော့ဒိတ်အမှန်မပါဘူးဒိတ်အမှန်ဒီအနောက်မှာဘောပန်းနဲ့ရေးလိုက်တယ် okay အဲ့တော့ဘာဖြစ်လို့130နဲ့3သိန်းကို85သိန်းပဲရရတာလေလို့ကျမမေးတဲ့ခါကျတော့သူတို့ကတဲ့ဒီပစ္စည်းကိုပြန်ဝယ်တယ်ဆိုရင်တဲ့ကာလပေါက်ဈေးအတိုင်းတွက်ပြီးတော့မှပြန်ဝယ်ပေးမယ်လို့ပြောထားတာတဲ့ကာလပေါက်ဈေးမှာကာလပေါက်ဈေးအတိုင်းတွက်မယ်ရွှေကိုတွက်မယ်စိန်ကိုတွက်မယ်ကာလပေါက်ဈေးအတိုင်းတွက်ပြီးသွားလို့ရှိရင်ကာလပေါက်ဈေးရဲ့တဲ့ကာလပေါက်ဈေးရဲ့တဲ့
10% ကို minus လုပ်မယ်တဲ့ဒီလိုမျိုးလေးပြောတယ်ကျမပြီးရင်ပြောပြပေးမယ်နော်မက်ရွှေကာလာပေါက်ဈေးရဲ့ 10% ကို minus လုပ်မယ်လို့ပြောတော့သူတို့ကကျမတို့တွေကကြတော့တက်ဈေးကြဈေးမရှိဘူးကျမတို့ကဘောက်ချာပါတန်ဖိုးမှာပဲယာဂိုင်နှုံးနှုတ်တယ်သူတို့ကတော့ကာလာပေါက်ဈေးကိုပေးပြီးတော့မှယာဂိုင်နှုံးနှုတ်တယ်ဆိုတဲ့ခါကျကျမတို့တွေကနာတယ်ပေါ့အဲ့ဒီမှာတာတယ်ဆိုပြီးတော့မှသူတို့ကလုံလိုက်တယ်လုံလိုက်တဲ့ခါကျတော့အခု2025ကနေလုံထားတဲ့ဟာအခုသွားရောင်းတယ်သွားရောင်းတဲ့ခါကျတော့ဂျောင်းနဲ့တွက်တာပေါ့တွက်ပြီးတော့မှတွက်လဲတော့စိန်စည်းကကျနေလို့စိန်ကဒီလောက်ပဲရမယ်ရွှေစည်းကရွှေကဒီလောက်ပဲရမယ်အရောဓာတ်တွေနှုတ်လိုက်တော့ရွှေကဒီလောက်ပဲရမယ်ဆိုပြီးတော့မှ85သိန်းမဲပြန်ရတယ်ဆိုတော့ဘလောက်ရှုံးသွားလဲ113သိန်းမှာ36သိန်းရှုံးသွားတယ်ရောင်းချင်ရောင်းမရောင်းချင်နေတဘောကဒါပဲနော်ဆိုတဲ့ခါကျတော့အဲ့တော့ကျမကိုယူပေးလို့ရရင်ယူပေးပါပေါ့ဆိုတဲ့ခါကျတော့ကြည့်လိုက်တဲ့ခါကျတော့ကျမကယူပေးဖို့ကြည့်လိုက်တယ်ကြည့်လိုက်တော့ဘာလဲဆိုတော့2025ခုနှစ်က113သိန်းပေးရတဲ့စိန်နဂတ်ဒီ9မှုတစ်ဖက်ကိုနှစ်ဖက်ကိုတရက်ဒီ2025ခုနှစ်မှာကျမဒီအဲ့ဒီ9မှုတရက်ဒီစိန်နဂတ်ကို39သိန်းနဲ့ရောင်းခဲ့တာကျမရောင်းခဲ့တာ39သိန်းနဲ့အရန်ရီကိုယာနဲ့ချီပြီးရောင်းခဲ့တာ39သိန်းနဲ့အဲ့ဒီခက်ကထားပါသိန်း40တန်ပစ္စည်းကို113သိန်းနဲ့ရောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုအချိန်မှာသူတို့ပြန်တွက်တော့ပြန်မပေးချင်တော့ဘူးလေစိန်စည်းကြတယ်ဆိုပြီးတော့မှဆွဲချပြီးတော့မှတွက်တယ်85သိန်းပဲပြန်ပေးတယ်ဆိုပြီးပေးတယ်အဲ့တော့ခုနလှုပ်ထားတဲ့သူကလည်းသူအရန်ရှုံးတဲ့ခါကျကျမကိုယူပေးပါလို့လာပြောတယ်ကျမပြောလိုက်တယ်ကျမပြီးခဲ့တဲ့2ရက်ကမှကျမရောင်းလိုက်တာ 0.6 တစ်ဖက်ကို 0.6 နဂတ်ကိုကျမ360ကျော်လေးနဲ့ရောင်းခဲ့တာအခု 0.45 နဂတ်ကိုကျမကဘယ်ဈေးပေးပြီးဝယ်ရမှာတော့ကျမဝယ်လို့အဆင်မပြေဘူးเนาะဝယ်ပေးလို့အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့အဲ့ဒီရှင်တို့လောက်ခဲ့တဲ့အချိန်တုန်းကကျမတို့113သိန်းပေးပြီးရှင်တို့လောက်ခဲ့တဲ့အချိန်တုန်းကအဲ့ဒီနဂတ်ကိုကျမတို့က39သိန်းနဲ့ရောင်းခဲ့တာကျမတို့39သိန်းနဲ့ရောင်းခဲ့ဒီမှာလှုပ်ထားတဲ့သူတွေအများကြီးရှိရနော် comment မှန်2025တော့တရက်တီဆုံးကို39သိန်းနဲ့အခုအချိန်ထိတောင်မှတရက်တီဆုံးကို340ကျော်ကျော်ပဲကျမတို့ရောင်းနေတာဟုတ်တယ်နော်340ကျော်ကျော်နဲ့လှုပ်တဲ့သူတွေအများကြီးရှိတယ်နော်အဲ့တော့2025ခုနှစ်နေကသူတို့ကတရက်တီဆုံးနဂတ်ကို113သိန်းနဲ့ရောင်းခဲ့တာအဲ့တော့ဝယ်နေသူကတရက်တီဆုံးလားလည်းမသိဘာလားလည်းမသိစိန်နဂတ်ဆိုင်ကြီးဆိုတော့အထင်ကြီးပြီးတော့မှနာမည်နှလုံးနဲ့ရွှေဆိုင်နော်နာမည်နှလုံးနဲ့ရွှေဆိုင်အထင်ကြီးပြီးတော့မှဝယ်တာဝယ်ပြီးတော့မှအခုသွားလဲပြန်ရအောင်113သိန်းတန်နဂတ်ဒီ85သိန်းပဲရတယ်အဲ့တော့ကျမပြောချင်တာကထားပါတော့ဒါဒီသူတို့ကြိုက်လို့ဝယ်ကြတယ်ကြိုက်လို့ရောင်းကြတယ်เนาะဒါကိုမပြောလို့ဘူးเนาะဆိုတော့ကျမတို့ရောင်းတဲ့အချိန်ကြတော့မှဟဲ့အဲ့လိုဖြစ်လို့အဲ့လိုတွက်တာလားဘယ်လိုတွက်တာလားလို့မလုံးနဲ့မဖြစ်နဲ့ knowledge ကိုတခါတည်းရှိအောင်လုပ်ထားအဲ့ဒီတည်းကတခါတည်းမေးထားဟုတ်ပြီเนาะဆိုတော့သူတို့ကကာလာပေါက်စင်းနဲ့တော့တွက်တယ်ပြောတယ်အဲ့စိန်ရဲ့ကာလာပေါက်စင်းကိုဘယ်သူကတတ်မှတ်တာလဲသူတို့ပါဇက်ထဲမှာပဲရှိတာလေဟုတ်လားရွှေရဲ့ပေါက်ဈေးပေးတယ်ဆိုရင်လည်းရွှေကလည်းရွှေတဝက်အရောထွက်တဝက်ယူထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ကျမပြောတယ်ရွှေဈေးတစ်ဆတက်သွားရင်တော့မှအရင်မှရတယ်လို့ကျမပြောခဲ့ပြီးသားเนาะဒါကြောင့်မလို့စိန်လောက်တယ်ဆိုရင်ကာလာပေါက်ဈေးကိုမှတွက်ပေးပြီးတော့မှယာဂိုင်နှုံးပြန်လျှော့မယ်ဆိုတဲ့စိန်ဆိုင်နေဆိုရင်ဆလံပေးခဲ့လိုက်ပါမလုံးပါနဲ့ခံရမယ်ဘယ်တော့မှအမျက်မရဘူးဘယ်တော့မှမနစ်နာပဲနဲ့မဖြစ်ဘူးပို့ပြီးတော့မှနစ်နာတယ်ကျမတို့အခုလိုမျိုးဘောက်ချာပါတန်ဖိုးကို stable ထားပြီးတော့မှ fix ထားပြီးတော့မှဘောက်ချာပါတန်ဖိုးကို fix လုပ်ထားပြီးတော့မှဘောက်ချာပါတန်ဖိုးပေါ်မှာယာဂိုင်နှုံးနဲ့သွားတာကဝယ်သူပို့တာပါတယ်ကျမတို့အခုဆိုလို့ရှိရင်ဆိုင်တော်တော်များများကျမနဲ့ရောင်းတဲ့ဆိုင်တော်တော်များများဆိုရင်ဝယ်နေကမရှုံးတော့ဘူးအလဲ0အယောင်0ဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်နေကမရှုံးတော့ဘူးတစ်နှစ်ပြည့်တာနဲ့အမျက်စပြီးတော့မှရပြီတေးကြတယ်ဒါဟာနော်အဲ့တော့သူတို့ရဲ့ခုနကပြောသလိုပေါ့ကာလာပေါက်ဈေးတွက်ပေးပြီးတော့မှ 10% ပြန်နှုတ်မယ်ဆိုတဲ့ဟာကြီးကကျမတို့မမြင်ရတဲ့ transparency မဖြစ်တဲ့ဟာကြီးအဲ့လောက်မယိုးသားကြဘူးအဲ့လောက်ရှင်တို့ပေါ်မှာမတတာဘူးဒါကြောင့်မလို့ရှင်းရှင်းလင်းလင်းနဲ့ transparency ဖြစ်တဲ့စီမှာပဲဝယ်ပါနော်ကျမတို့ဘောက်ချာပါတန်ဖိုးပေါ်မှာကျမတို့အလဲ0ရောင်း0တစ်နှစ်ပြည့်ရင် 1% အခုဒီမှာဆိုရင်2နှစ်ပြည့်ရင် 4% 3နှစ်ပြည့်ရင်6ရာခိုင်နှုန်းအမြတ်4နှစ်ပြည့်ရင်8ရာခိုင်နှုန်းအမြတ်5နှစ်ပြည့်ရင်10ရာခိုင်နှုန်းအမြတ်ကိုမှန်းလို့ရတယ်ငါဝယ်ထားတာတစ်နှစ်ရှိသွားပြီโอเคဒါဆိုရင်ငါဒီပစ္စည်းကိုငါသိန်း100တန်လောက်ထားတယ်ငါ3သိန်းမြတ်ပြီ
ငါသိန်း200တန်လောက်ထားတယ်2သိန်းမြက်ပြီငါတော့ဝတ်ထားတာ2နှစ်ရှိသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်ငါဘလောက်မြက်ပြီလို့တွက်လို့ရတယ်စလုံနေကကျမတို့အကျိုးအမြတ်မဆုံးရှုံးတော့ဘူးကိုယ်တွေကနေပြီးတော့မှဟဲအဲ့လိုမဟုတ်ဘူးငါတို့ကတော့ကာလာပေါက်စိမ့်နေပဲတွက်ပြီးတော့မှပဲငါတို့ကတော့ယူမှာအမလေးဈေးဆိုတာအမြဲတမ်းတက်တာမြက်မှာပဲရမှာပဲလို့မထင်လိုက်နဲ့အခုလိုမျိုးကိစ္စရက်မျိုးတွေဖြစ်မယ်ဒါကြောင့်မလို့ကိုမကျွမ်းကျင်တဲ့ကိစ္စမှာတေးသေးချာချာမေးပါစိန်ဝယ်တယ်ကြောင်းမြက်ရတနာတွေဝယ်တယ်ဆိုရင်ကျမတို့ဘောက်ချပါတန်ဖိုးကို fix လုပ်ပေးထားပြီးတော့မှရာခိုင်နှုန်းနဲ့သွားတဲ့စီမှာပဲဝယ်ပါအဲ့ဒါဟာဝယ်သူအတွက်ပို့ပြီးတော့မှတာပါတယ်ပို့ပြီးတော့မှမှန်ကန်မှုရှိပါတယ်ပို့ပြီးတော့မှစိတ်ချရပါတယ်ခုနကပြောတယ်လို့မျိုးကာလာပေါက်ဈေးတော့တွက်ပေးမယ်เนาะပြီးသွားမှရာခိုင်နှုန်းပြန်နှုတ်မယ်ဆိုရင်ရှင်တို့ခံရပြီလားမှတ်ခုနကလို့ပေါ့ကျမတို့39သိန်းရောင်းတဲ့အချိန်မှာ130သိန်းအဲ့ဒီမှာဘယ်လောက်စားထားလဲ2ဆလောက်ပို့စားထားတယ်ပြန်ရောင်းတဲ့အချိန်မှာဘာဖြစ်လဲ2ဆလောက်ပြန်ချိုးချပလိုက်တယ်ကိုပဲခံရတာအဲ့တော့အဲ့ဒီ9မှုနကတ်ကိုကျမစီမှာအခုဝယ်လို့ရှိရင်340ကျော်ကျော်နဲ့ဝယ်လို့ရတယ်45သိန်းဝန်းကျင်